ဒီစပင်ပေါင်းစေးကိုလေတချို့ကကောင်းတယ်လို့ပြောပြီးတချို့ကမကောင်းစပင်ကျွတ်တယ်ဆိုပြီးအငင်းပွားနေကြတယ်အဲ့ဒါဘာကြောင့်လဲရောသိကြလားအဓိကကတော့လေဒီပေါင်းစေးရဲ့ texture အရန်ဖြစ်ပြီးတော့သူ့ထဲမှာအဆီတွေအများကြီးပါတယ်နောက်ပြီးတော့ရေမှာမပျော်ဝင်တဲ့ဆီလီကုန်းတွေလည်းပါတယ်အကယ်၍ low porosity စပင်မျိုးစားတွေကဒီလိုမျိုးပေါင်းစေးတွေကိုခေါင်းလျှော်တိုင်းသုံးမိမယ်ဆိုရင်စပင်မှာ hair product တွေစုပုံလာပြီးတော့စပင်ကမာကျန်းဖြစ်မယ်ဥယျာဉ်ပြားရဲ့ချွေးပေါက်တွေပိတ်ပြီးတော့စပင်တွေကျွတ်လာမယ်စပင်တွေပါလာမယ်ဒီပေါင်းစေးကဘယ်လိုစပင်မျိုးစားတွေအတွက်ကောင်းလဲဆိုရင် high porosity စပင်မျိုးစားတွေကဒါတွေသုံးရင်အရန်ကောင်းသွားကြတယ်။ဘာကြောင့်လဲဆိုတော့ high porosity ကဒီအပေါက်လေးတွေပုံများတော့ဒီလိုမျိုးပစ်ခဲနေတဲ့ပေါင်းစေးတွေနဲ့မှာသူတို့ရဲ့စပင်အပေါက်လေးကပိတ်ပြီးတော့ရေဓာတ်ကိုဆွဲထားနိုင်မှာပေါ့နော်။ဒါဆိုရင်ကျမရော low porosity စပင်ဖြစ်ပြီးတော့ဒါကြီးကိုဒီလိုပြားချက်နေအောင်ဘာလို့သုံးထားတာလဲမေးကြမှာပေါ့။ကျမရဲ့မူရင်းစပင်ကတော့ low porosity အမျိုးအစားဖြစ်ပေမဲ့ဒီအောက်ပိုင်းကဆေးဆိုးထားတော့ high porosity ဖြစ်နေတာ။ဒီစပင်ဆိုရင်အရင် video တွေမှာဆိုတွေ့လိမ့်မယ်ဒီအဖျားကဝါပြီးတော့နီးနေတာပေါ့နော်အခုကတော့ရုပ်ဆိုးလုံးလုံးမဲလေးပြန်ဆိုးထားတာပေါင်းစေးသုံးရင်ဒီအပေါ်တော့က low porosity ပေါင်းစေးသက်သုံးရတယ်ဒီအောက်အဖျားကိုကျတော့ဒါမျိုးပေါင်းစေးသုံးရတယ်ပေါ့နော်ဒါဆိုရင်ဒီပေါင်းစေးနဲ့ပတ်သက်ပြီးအငင်းပွားနေကြတာတွေနားလည်သွားပြီလို့ထင်ပါတယ်